မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသက်များကိုတင်ဆက်ပေးပါတော့မယ်ပထမဆုံးအနေနဲ့မြန်မာနိုင်ငံတွင်လက်နက်မဟုတ်သောအကူအညီအတွက်ဒေါ်လာ25သန်းဒေသန္တရအုပ်ချုပ်ရေးနှင့်ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးဒေါ်လာ10သန်းနှင့် CDM စစ်သည်များအတွက်ဒေါ်လာ1သန်းခွဲစုစုပေါင်းဒေါ်လာ120သန်းပေးရန်အမေရိကန်လွှတ်တော်ကဥပဒေအတည်ပြုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတွင်လက်နက်မဟုတ်သောအကူအညီများအတွက်ဒေါ်လာ25သန်းအုပ်ချုပ်ရေးနှင့်ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးအတွက်ဒေါ်လာ10သန်းနှင့် CDM စစ်သည်များနှင့်အရာရှိများအတွက်ဒေါ်လာ1သန်းခွဲစုစုပေါင်းဒေါ်လာ120သန်းပေးရန်အမေရိကန်လွှတ်တော်ကဥပဒေအတည်ပြုလိုက်ကြောင်းသိရှိရပါသည်ဖေဖော်ဝါရီလ14ရက်နေ့မှာအမေရိကန်အောက်လွှတ်တော်က HR 7006ခေါ်ဘဏ္ဍာရေးဝန်ဆောင်မှုများအထွေထွေအစိုးရနှင့်အမျိုးသားလုံခြုံရေးနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ဆက်ဆက်စည်းစိမ်များဆိုင်ရာ2026ခုနှစ်ဘဏ္ဍာရေးခွဲဝေချထားမှုဥပဒေကိုထောက်ခံမဲ342မဲကန့်ကွက်မဲ89မဲဖြင့်အတည်ပြုခဲ့ပါသည်။ယင်းဥပဒေထဲတွင်မြန်မာနိုင်ငံအတွက်အကူအညီဖြင့်အမေရိကန်ဒေါ်လာ120သန်းပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။အမေရိကန်ကပေးမဲ့ဒေါ်လာ120သန်းမှာထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံရှိနေဆက်ဖြတ်ကျော်အကူအညီပေးရေးလုပ်ငန်းများအတွက်အမေရိကန်ဒေါ်လာ85သန်းပေးရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းအုပ်ချုပ်ရေးနှင့်ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးအတွက်အထူးသဖြင့်ဒေသန္တရနှင့်ပြည်내အဆင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးစီစဉ်များအတွက်ဒေါ်လာ10သန်းပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်ရှင်ပြည်စစ်တပ်ကကျူးလွန်သောရာဇဝတ်မှုများတားဆီးရေးနှင့်တပ်သေးခံချက်ထိန်းသိမ်းရေးဖြင့်လူမျိုးတုံးတပ်ဖြတ်မှုနှင့်အကြမ်းဖက်မှုများကိုတားဆီးရန်နှင့်အထောက်အထားများမှတ်တမ်းတင်စုဆောင်းရန်အတွက်ဒေါ်လာ9သန်းထောက်ပံ့မည်ဖြစ်ကြောင်းသိရှိရပါသည်။အလားတူရိုဟင်ဂျာများအတွက်တရားမျှတမှုဖော်ဆောင်ရေးအဖြစ်ရိုဟင်ဂျာများပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်တရားမျှတမှုနှင့်တာဝန်ခံမှုရှိစေရေးအစီအစဉ်များအတွက်ဒေါ်လာ1သန်းပေးရမည်ဖြစ်ကြောင်းသိရပါသည်။မြန်မာနိုင်ငံမှာဆရာနာရှင်စံချိန်ရေးလှုပ်ရှားမှုများအတွက်လက်နက်မဟုတ်သောအကူအညီများဖြင့်သတ်မှတ်ထားတဲ့စည်းကမ်းချက်များနဲ့အညီလက်နက်မဟုတ်သောအကူအညီများအတွက်ဒေါ်လာ25သန်းပေးရမည်ဖြစ်ပါတယ်။ထို့တူနိုင်ငံရေးအကျဉ်းသားများကူညီရေးဖြင့်လက်ရှိနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများထောက်ပံ့ကူညီရန်အတွက်ဒေါ်လာ1.5သန်း CDM တပ်မတော်သားများသို့မဟုတ်စစ်တပ်မှစွန့်ခွာလာသူများကိုအကူအညီပေးရေးဖြင့်အမေရိကန်ဒေါ်လာ1.5သန်းပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့နတ်တလင်းမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။